coffee ဆိုင်မှာ coffee တောက်လိုက်အောင်မကွာတောက်လို့ကောင်းလိုက်တာ coffee လေးရလေငါကြိုက်ဆုံး green tea ပဲထုတ်နေရက်တော့ပြန်တော့မယ်ကွာမိုက်ကျွန်တော်ပြန်တော့မယ်ဟမ်အဲ့ဒါဟိုလူကြီးကဘာလို့ကန်အဲ့မင်းအမကျွန်တော်ကြောင်လေးတစ်ကောင်လောက်ဝယ်လို့ရဟိုအသားတွေရောင်းတော့ကြောင်စားဟုတ်ကျွန်တော်မဆိုကျွန်တော်စားရစားမှန်နေတာကွာငါကြောင်လေးတစ်ကောင်ယူတော့တယ်အိမ်မှာကြောင်မရှိဘူးကြောင်မင်းမကြဒီမီကိုလေးချိန်ခန့်လိုက်ခဲ့ကြောင်လေးရောနင်းတော့စားနော်ကျေးဇူးပါမဒါနဲ့ကိုလူကဘယ်သူကြီးတော့ဟဲ့လူဘာလို့ကနေဟောမင်းငါတော့မသိဘူးလားကွာကြီးမင်းကခင်ဗျာဘူးအကောင်ငါနဲ့မရမွေးဆောင်ကဥဖင်ဟာမွေးဆောင်ကဥဖင်ပြောင်းဟာညီမခရတာရဲ့ကြီးလားကျွန်တော်အဲ့တော့ညီမခရတာကြည့်ရလေမဟုတ်ဘူးငါတကယ်ကြည့်ရတာမွေးဆောင်ကဥဖင်ပြောင်းစစ်ဟဲ့ကြွက်ကိုတန့်နေတာအဲ့ခင်ဗျာဘာလို့လာတောင်းလဲအင်ကြီးလည်းမဝဲဘူးရာအေးကွာအင်ကြီးဝဲလိုက်ပါအောင်ကွာဒါနဲ့ခင်ဗျာဘယ်လိုလုပ်ကြည့်ယူရအောင်ငါလာကြီးမလေးကော်ဖီလာတောက်တာဟမ်ဘာလို့ကပြောလို့ကွာမင်းကိုပြောစရာရှိရေမင်းထုံစာဦးတော့သိလားဟာသိရလေ brain roll ကောင်ကြီးကျွန်တော်ညမုံကိုကျိုးလို့ဘေးက2025မှာပေါ်လာပြီကျွန်တော်အာယုံနောက်တယ်ကကျွန်တော်စိတ်ဆင်းရအောင်လုပ်တယ်အကောင်ကြီးဟာဒီမှလည်းမသိဘူးတစ်တော်လေးတော့လိုက်တယ်အဲ့ကောင်ကြီးပဲတွင်နေ YouTube ပေါ်လေအဲ့ကောင်ကြီးနဲ့ပြည် YouTuber တွေကစပါသူတို့တင်ကျွန်တော်မကြိုက်ဘူးအဲ့ကောင်မုန်းတယ်ပြောမင်းငါပြောမယ်မင်းထုံစာဦးတော့ဖမ်းခဲ့ဒီရှင်းမှာထုံစာဦးတော့မင်းဖမ်းနိုင်ရင်မင်းကငါစုချဟင်ဘာစုချဟာကွာမင်းဘာနဲ့မင်းကော်ဖီတစ်ခွက်ဝယ်တိုက်ရတယ်လေတော့လုပ်ပြီဒါကြောင်လေးသူဘာလို့လာပြီကြောင်လေးလေဒါကော်ဖီတစ်ခွက်ဖိုးနဲ့ထုံစာဦးနိုင်ပါတန်ရဲ့လားဆိုမတန်ဘူးဒါပေမဲ့လေကော်ဖီတကားတောင်းအဲ့ဒီတေချာရောဒါနဲ့ခင်ဗျထုံစာဦးတာဘယ်လမ်းလေးမှာအေး72ဆိုင်နဘေးကတိုက်ရဲ့နောက်မှာရှိတယ်ကျွန်တော်ကထုံစာဦးတာဘလို့ချမှာလက်သီးနဲ့သွားထိုးအဲ့ဒါတော့မင်းအပိုင်းပေါ့ကွာငါနဲ့မဆိုင်ဘူးကျွန်တော်အကုန်ရတာအကုန်လုံးတောက်မယ်လို့ရလားအေးရတယ်ကွာမင်းကြိုက်လို့တော့ကျွန်တော်ကြည့်အမသွားပြီစိတ်တူအဲ့ထုံစာဦးတော့မြင်ကန့်နေရလေကြာပြီ brain work ကောင်းနေလေမြင်ကန့်နေဆိုတော့နေChristmas ဖိုးကြီးအိမ်ရင်သွားရ Let's go Christmas ဖိုးကြီးအိမ်ကိုတိုးလိုက်ရအောင်ရောက်တော့ဟိုရှိတယ် Let's go သွားရမြန်စမ်း Let's go ထုံစာဦးတော့ကွာနေကျွန်တော်ကြောက်နေတဲ့အကြောင်းရင်းကတော့ကျွန်တော်အရှိဘူးရဲ့ကိုချင်နေတဲ့ဘန်ကန်နေတယ်ဒီကဘာမှမရောက်လာပြီဝစ်မဖူးဘူးရောမဟုတ်ဘူးဆရာကြီးကိုရောက်လာပြီဒီတိုင်းမှာပြောပေါ်ရမှာထုံဘလို့ညာပေါ်ထုံစာဦးလားဟာကွာအဲ့ကောင်တန်ကြီးနေထုံနားကြီးချိန်လာပေါ်နေစနိုက်ပါနဲ့ပြင်ရရောငါကွာချိုကင်းနဲ့ကွာနိုင်ရောနိုင်ပါမယ်ဘယ်နဲ့မှတော့မနေဘူးကြည့်စမ်းဟဲ့ဘာကြီးအောင်လား
စားဘူးလားလွယ်လာကြီးဟဲ့ easy ပဲလေ let's go ဒီကောင်ကဒီကောင်ဖုံးဆက်လိုက်ငါဤဦးလေးဖုံးနေမှမသိလာရင်ပြန်နဲ့တက်sorry လူမပါဘူးလူမပါသေးဘူးကွာကြာလို့အဲ့တော့ကျွန်တော်ဒီနေ့မှကျွန်တော်လုံးစားပြီးတော့နိုင်ယူခဲ့ရပဲဖြစ်ပါရဲ့ဒါပေမဲ့ပြင်းနေဆိုလမ်းဒီကျွန်တော်နောက်တစ်ကောင်နိုင်ယူမှဖြစ်ပါရဲ့နိုင်ယူရလေလူလုံးမရှိတော့ဘူးခုလုံးစားလို့တယ်ဒီနေ့မင်းရိုက်တန်းနေဆိုငါလက်ထဲမှာတွေ့တော့ပြောလိုက်တာကွာဒီမှာထုံးစားအဲ့ဒါထုံးစားဦးတော့မဟုတ်ဘူးမင်းဘယ်ကလူကြီးသွားရိုက်လားမဟုတ်ဘူးလားထုံးအဲ့ဒါထုံးစားဦးတာ cosplay နေမှာပေါ့ကွာဒီကောင်ထုံးနဲ့ကျွန်တော်သွားရိုက်အောင်ဟိုမရိုက်နေတော့ကွာယုံစုပ်ဖို့ပါကွာမင်းနောက်နေ့ကျမှငါဖုန်းလန်းဆက်လိုက်မယ်အဲ့ကြမှာသွားရိုက်ဟုတ်ကဲ့ကျွန်တော်တောက်ချင်တယ်ငါဒါရင်တောက်ချင်တော့မှားကာပူချီနိုအဆန်စီနိုဟေးအောက်လိုက်ပါအဲ့မှာဒီဗီဒီယိုကြိုက် like subscribe လုပ်ခဲ့ကြပါဦးဒီချက်ပုံမကောင်းတဲ့ဗီဒီယိုနဲ့ကျွန်တော်ပြန်လာခဲ့ပါ